ခုတော့အိမ်ကမီးဘူးပေါ်မှာတင်ပြီးတော့တည်ထားလိုက်ပါမယ်နော်ခုနမွေထားတဲ့ coffee လေးကို coffee လေးဝေကြတာကိုစောင့်နေတဲ့အချိန်မှာမရှယ်ကဒီ Sonpolon သီးပေါ့နော်အင်္ဂလိပ်လိုဆို dates လို့ခေါ်တယ်ဒါကတော့ Turkish traditional ရိုးရာ food ပဲသူကအချိုပေါ့နော်ထဲက walnut နဲ့Turkish sausage လို့ခေါ်ပါတယ်ဒါပေမဲ့သူကအချိုပေါ့နော်မုံနေပါ coffee နဲ့တွဲတော့ဖို့ပါစောင့်နေတော့မှာ fun fact Turkish coffee ရဲ့အသက်ကသူကအမြုပ်ပဲပေါ့နော်တကယ်လို့ Turkish coffee လာချတဲ့အချိန်မှာဆိုင်မှာမြုပ်ကလေးတွေအပေါ်ကဒစီစီနဲ့မပါဘူးဆိုလို့ရှိရင်သူကပြန်ပြီးတော့ပေးတယ်လို့ပြောကြပါတယ်ဆိုင်ကိုပြန်ပြီးတော့ပေါ့နော်ပြန်ဖြော်ပေးလို့ပြောတာ ਨੇ တူတူပါပဲမတောက်ဘူးပေါ့နော်ကဲခုနတော့ဆရာမပြနီးမကြပေါ့နော်ဒီမှာမီးအရင်ပြင်းသွားလို့ပါတဲ့မီးလေးကိုဒီလိုမြင်းမြင်းလေးပဲလုပ်ပါတဲ့နော်